တာလီတော့ပါဟုတ်ပါတယ်ကျွန်တော်ကကြက်ခင်ဘယ်သူတမုန်းကစိတ်ဆောင်တိကိုဆန်ကစ္စရီတကယ်ပြပလောင်းနေဖြစ်ပါတယ်အခုကမင်းလောကစကနေပတ်သက်တဲ့အင်တာဗျူးတကယ်မြင်တာကဒီစိတ်ဆောင်ပေသူဒီစောဝဲနေနေအမို့ကစပင်းငါတဲ့ထင်ခဲ့တဲ့ဆိုကိုတစ်ခေါက်စီတော့မင်းလောဆိုဖြစ်ပါတယ်ဘယ်နေမှာပေါ့ဒီမောင်တယ်မလားဟုတ်ပါဇာစိတ်ဆောင်တာတော့ဒီစိတ်ကြီးကဘာနဲ့ဟုတ်ပါရဲ့ဒီအသေးကတော့ရှိပါမယ်ဘောစတယ်ဘောစနေချင်းနေလူတက်စုပါမလားပါတရားပါဟုတ်ပါရဲ့ဒီအခုလက်ရှိမှာနေပြတဲ့ဇာပန်စွာတောက်ပြီးဇာပန်ဒီမှာလေးသွားတဲ့ဆောင်ပေးပါလားဆောင်ပေးရနဲ့ခေါမွန်ရဲ့ခေါမွန်ဒီဘာပြီးတော့စနေရပါရဲ့နော်ဟုတ်ပါဆင်ဘလုံးနဲ့ဒီနေ့ခင်ဗျားတက်ကြပါနေရာစတိကြကြီးအမိုးလုံပါလားနေရာတမှာအမိုးတော့စိတ်ကလုံပြီးထားတယ်အော်ဟုတ်ပါဘူးလူတွေကဝင်းလို့လုပ်ပြခဲ့ပါရဲ့နော်ဟုတ်ပါအမိုးတို့တကယ်ကလုံပါမလဲဟုတ်ပါရဲ့ဒီလိုအချက်တိရှိပါလဲဆန်ဖိဖိကျွန်တော်တို့မှဇာတိလိုအပ်ပါမသိဘယ်ကမှစောတောင်းနေကြပါဘူးစောတောင်းနေကြတော့စိတ်ကနေပြီးလိုအပ်တယ်ဟုတ်ပါအိုးလေးမရှိပါရဟုတ်ပါဒီနောက်ပြချာကနေဒီပါဆန်ဒီလိုပါဘူးဆန်ပြပြောင်းနေဆန်ဒီလိုပါဘူးနဲဟုတ်ပါအမိုးကတိလုံပါနဲ့အကူကြီးထဲတယ်ပါလို့ဟုတ်ပါဟုတ်ပါဟုတ်ပါတာလီကပါဟုတ်ပါတကယ်ကျွန်တော်တကယ်မင်းဆိုတာကအခုမုတ်ကောက်ပြီးပါမလားမုတ်ကောက်ပြီးဆိုရင်အရင်မှာတော့မှဘမားတို့လည်းပါတယ်ဆိုရင်ဇပ်ပိန်နေငယ်ပါလေစောဝနေနဲ့ပတ်သက်လို့ဟုတ်ပါမိုးလုံပါလားမိုးမလုံပါနဲ့မိုးမလုံငယ်ပါနဲ့အောင်လုံပါနဲ့မိုးမလုံပါဟုတ်ပါအမိုးကနေပတ်သက်ပြီးဇာဟောင်းဒီလိုအဲ့စပါလေတာလဘဲရှာဒီလိုအဲ့ဟိုပါနာတာလဘဲရှာလို့ဝေါ်ဒီပါပါဝေါ်လေးလိုပါရဲ့နော်ဒီလိုပဲပါရဲ့စောဝနေကြပြီစောနေကြပြီဟုတ်ပါရဲ့ဆန်ဒီကအလုံးလောက်မှလာဆန်ဒီကြကြီးမဟိုင်းခါနေနေပါပြီစားပါဟုတ်ပါလားငဲနေဒီမှာနော်ဟုတ်ပါအဲ့ကျွန်တော်မဆန်ကပြပေါင်းနေပါကောဟုတ်ပါဒီဝမ်းတာကပါမလဲဟုတ်ပါဒီအမိုးကတော့လိုအပ်ပါတယ်မိုးမလုံပါနဲ့မောရှာလာရေခေါင်းမရအောင်ကြာကြနာမှာမူကြပါကိုဘာနာဆက်ပါမောရှာလာကိုရဖကားစုကိုဘာကလာကကုန်ပါဟုတ်ပါကျွန်တော်မိမနဲ့ဒီကောကြီးမိုးကြီးနေဒီမှာဆိုရင်ဇာပိန်နေရပါလေဆိုရင်မိုးမလုံမင်းနဲ့ကိုဘာနာကတဆကိုမကြာစားကကုန်မိုးမလုံခကကောင်းနေရတယ်မိုးတလုံးမလုံမနဲ့ဟုတ်ပါ